ကျွန်တော်ဒီကျင့်ကြံခြင်းလောကတွင်တူးလေးသောအေးစေးအနာယူသူဖြစ်သည်အကြောင်းမှာကျွန်တော်၏စစ်မှန်သောကျင့်စဉ်အစဉ်မြင်မာလေလေအပြင်းပန်းပြသသည့်ကျင့်စဉ်အစဉ်မှာနှိမ့်ကြလေလေဖြစ်သောကြောင့်ဖြစ်သည်သူတစ်ပါးမျက်စိထဲတွင်မူကျွန်တော်ဒီအလကားထိုင်စားပြီးတေးမီနေကိုစောင့်နေသည့်လျှန့်ချီအစဉ်အားနည်းသူများသာဖြစ်သည်ဂိုင်းတော်ကြီးပြတ်သုံးမိအနေနဲ့ရင်ဆိုင်ရခြင်းထိအတင်းအကျပ်လက်ဆန့်ထုတ်ခဲ့ရသူမှာလေ့ကျင့်မှုထိရောက်မှုဖြင့်ထိခိုက်ဒဏ်ရာရမှုကိုရှောင်ရှားရန်တင်ပြခဲ့ရသည်နက်ဖျားကဤမြတာလောလူသားခန္ဓာကိုယ်ကနက်ဖျားဖြစ်သည်ဤအရာကဘလို့လုပ်ဖြစ်နိုင်မှာလဲဒါတကယ်ပဲကျွန်တော်ဤတတိကြောင့်တော့ဂိုင်းတူနောင်တော်ကြီးလားတို့တော့ကျွန်တော်ဒီဝက်ရောင်ဆောင်၍ကြားစားရန်အစွမ်းကိုတမင်တကာဖုံးကွယ်ထားခြင်းမဟုတ်ပါဤပုံပြက်ပန်းပြက်ဖြစ်နေသောကျင့်ကြံခြင်းကဘာကြီးတွင်လူမသိသူမသိသည်မပြောင်းလဲသောတန်မဏိစီမင်းတစ်ခုရှိနေသည်ကိုထိုးထွင်းသိမြင်ခဲ့၍ဖြစ်သည်ထိုအရာကမူအစစ်မြစ်သူသည်တရားမည်ဟု၍ဖြစ်သည်ဤလောကဤကျင့်ကြံသူများသည်အားလုံးခိုးယူသူများဖြစ်ကြသည်ခိုးယူသူများတားဆီးခံရသည်မဟုတ်ဘူးအနှစ်တစ်ထောင်စီတိုင်းတွင်ကောင်းကင်ဘုံတရားသည်ကျူးကျော်မှုကြီး၄ခုကိုချမှတ်လေ့ရှိပြီးဝိုင်းရင်အစဉ်ကျော်လွန်သောကျင့်ကြံသူအားလုံးသည်အကြောင်းရင်းမရှိပျောက်ဆုံးသွားကြသည်သို့မဟုတ်မိုးကြိုးပေးတံတွင်ပြဖြစ်သူပြောင်းလဲသွားကြသည်လောကသားတို့ကထိုအရာကိုဖေးဆန်းရှုံးနေခြင်းဟုထင်မှတ်ကြသည်သူတို့အားလုံးကိုကောင်းကင်ဘုံတရားကစပွဲတော်တီးလိုက်ပြီးဖြစ်ကြောင်းကျွန်တော်တဦးလေးသာသိသည်ဤလောကဤကျင့်ကြံသူများဤလမ်းဆုံးသည်ကောင်းကင်ဘုံတရားဤပုံတံဖြစ်လာရန်ကံကြမ္မာတတ်မှတ်ပြီးသားဖြစ်သည်လေပြင်းတိုက်ပြီးလမ်းမိုက်တော်ညကိုအခွင့်ကောင်းယူ၍တက်ဖြတ်ခြင်းကိုမကျွမ်းကျင်သောကျွန်တော်သည်နောက်တောင်ဘက်ရှိသူ့တန်ဟောင်းတို့တိတ်တဆိတ်ထပ်မံရောက်ရှိလာပြီးအလောင်းကိုခိုးဝဲမြုပ်နှံရန်ကျွမ်းကျင်စွာဖြင့်အုတ်ကူအတစ်တစ်ခုတူးနေသည်တွင်းထဲရှိအသက်ရှူခြင်းမရှိတော့သောဝစ်စုံနှက်ဝက်အဖိုးအို၏ခန္ဓာကိုယ်ပတ်လည်တွင်မူရင်တုံပန်းတုံဖြစ်စေသည့်ကြန့်ရှိနေသောအနီရောင်လင်းနှန်းများလဲပတ်နေစေဖြတ်ဖြစ်သည်ဤအရာသည်ဟွာရှန်အဆင့်မဟာကျွမ်းကျင်သူများသာရှိတတ်သည့်ခန္ဓာကိုယ်ကာကွယ်ရေးစွမ်းရည်ဖြစ်သည်သူသည်လည်းထိုက်တန်သောအပြည့်နှင့်တည်ဆုံခြင်းဖြစ်သည်ဟုပြောရမည်ကောင်းမွန်လာသောရွှေရှားကိုင်း၏အကြီးအကဲဖြစ်မနေဘဲတကောင်ရန်ချိန်တွင်ကျွန်ုပ်တို့ချင်းယုံကိုင်းတို့တိတ်တဆိတ်ဝင်ရောက်ကထိုဆုပ်ပြတ်တတ်နေသောချန်ချန်ကုန်းကျန်းစာအုပ်ကိုခိုးယူသည်မင်းခိုးရင်လည်းခိုးပေါ်ကျွန်တော်၏ဟင်းသီးဟင်းရွက်ဆိုင်ခင်းကိုလည်းဖျက်တမ်းသွားရသေးသည်ကျွန်တော်၏တန်မဏိကဲ့သို့သောယုံပီတိများကိုနင်းချပြဖြစ်စည်းသွားသည်ကျွန်တော်ကသူ့ကိုမတက်ရင်ဘသူ့ကိုတက်ရမှာလဲအေးချမ်းသောမျက်နှာထားရှိသည့်ဤအလောင်းကိုကြည့်ရင်ကျွန်တော်သည်တွေးလေဒေါသထွက်လေဖြစ်ပြီးလက်ဖွားထဲတွင်ချက်ချင်းပင်နှက်မောင်သောစွန့်ရည်တစုကိုစူးစီးကရွှေရှားကိုင်းကြီးကဲအားတွင်ထဲ၌လက်ညှိုးဖြင့်တိုက်ရိုက်တစ်ချက်ထိုးလိုက်ပြီးအနှစ်တောင်းချီသောတန်မဏိကဲ့သို့မာကျောလာသောသူ၏ခန္ဓာကိုယ်သည်ခဏချင်းတွင်မှပင်ပြပုံဖြစ်သို့လောက်ကျွမ်းသွားသည့်အလောင်းကိုဖျက်ဆီး၍အထောက်ထားဖျောက်ဖျက်ခြင်းကပို၍စိတ်ချရစေဖြစ်သည်မဟုတ်ပါကသူတစ်ပါးသိရှိသွားလျင်ကျွန်တော်ကိုမြည်သည့်တစ်ဖျက်ခြင်းကိုဝါသနာပါသောမှတ်တမ်းဝင်အဖိုးကြီးကြမ်းကန်းဟုထင်မှတ်သွားကြလိမ့်မည်မြေကြီးကိုပြန်ဖို့ပြီးနောက်ကျွန်တော်သည်အလေးထားအရာကောင်းမော၍အထက်သို့ကြည့်လိုက်သည်ဤသို့ကြည့်လိုက်ခြင်းကကျွန်တော်၏မျက်နှာကိုချက်ချင်းဖြူဆုပ်သွားစေသည်လက်ရှိအပြင်ပန်းပြသနေသောကျင့်စဉ်အစဉ်သည်ရန်ချီတတိယအဆင့်9 19တို့အံ့ဩစရာကောင်းတော့အောင်တိုးတက်သွားသည်ကျွန်တော်သည်ပြတလဲဖြင့်အတွင်းပိုင်းတန်ချမ်းကိုအမြန်စစ်ဆေးလိုက်ရာရှေးဟောင်းဆန်ပြီးအိုမင်းရင်ရော်သောကြီးမားလာသည့်စဝင်းကြီးတစ်ခုသည်ဖြင်းချင်းစွာပြောင်းပြန်လဲပတ်နေသည်ကျွန်တော်သည်ကောင်းကင်ဘုံတရား၏မျက်စိအောက်တွင်အနှစ်2000တိုင်တိုင်ခိုးဝက်အသက်ရှင်နိုင်ခဲ့ခြင်းမှာခန္ဓာကိုယ်ရဲ့ရှိဤထူးဆန်းသောပြောင်းပြန်လဲပတ်သည့်စဝင်း၏ကျေးဇူးကြောင့်ဖြစ်သည်စစ်မှန်သောကျင့်စဉ်အစဉ်တမ္မာလေးလေးအပြင်ပန်းပြသသည့်ကျင့်စဉ်အစဉ်နှိမ့်ကြလေးလေးဖြစ်သည်ဤကဘာ၏ကျင့်စဉ်အစဉ်များမှာအစဉ်လိုက်အဖြစ်လျှန့်ချီကျူးကြည့်ကြအင်တန်းဝိုင်ရင်ဟွာရှန်လျက်ရွှေဟော်တီတတ်ချန်တူကျဲဖြစ်ကြသည်သို့သောကောင်းကင်ဘုံတရား၏စောင့်ကြည့်ဆွတ်ဖတ်မှုအောက်တွင်ဟွာရှန်အထုပ်ထိပ်သည်လည်းဤလောကကျင့်ကြံသူများ၏အမြင့်ဆုံးအစဉ်ဖြစ်သည်ကျွန်တော်ဟူသောဤထူးခြားသူတဦးမှလွဲ၍ဖြစ်သည်အကြောင်းမှာကျွန်တော်၏လျှန့်ချီတတိယအစဉ်နှင့်ကိုက်ညီသောစစ်မှန်သောကျင့်စဉ်အစဉ်မှာဟော်တီအစဉ်ဖြစ်သောကြောင့်ဖြစ်သည်စောစောကထိုနှက်မောင်သောမိတောက်လက်ညှိုးသည်တုံးဆွဲမှုပြင်းထန်လွန်သွားပုံရသည်ဝိညာဉ်စွမ်းရည်၏တန့်စင်မှုကိုနောက်ထပ်တစ်ဆင့်တိုးမြင့်သွားစေကလျှန့်ချီတတိယအစဉ်9 18.999မှတိုက်ရိုက်9 19တို့တိုးသွားသည်ဤအတိုင်းဆက်သွားပါကကျွန်တော်သည်တချန်အစဉ်တို့ကြော်ဖြတ်တော်မူဖြစ်သည်လျှန့်ချီဒုတိယအစဉ်တို့ရောက်ရှိခြင်းကပို၍ဘေးကင်းသည်ဟုဆိုနိုင်တော်လဲပြဿနာမှာဤကြားထဲတွင်ကြော်ဖြတ်သည့်စွမ်းအင်လိုင်းကရက်သည်ကောင်းကင်ဘုံတရား၏ဖန်ယူခြင်းကိုခံရလွယ်သည်နောင်တွင်စိတ်ကြိုက်လက်မဆန့်တော့ပါအမြန်သွား၍အိတ်ဆက်ရမည်စောစောကတိုးပွားလာသောထိုကျင့်စဉ်အစဉ်အနှဲငယ်ကိုအိတ်ဆက်ခြင်းဖြင့်ဖြုံးတိပြရမည်မျက်စိတမိတ်အတွင်းနက်နက်ခင်းတို့ရောက်ရှိလာသည်ချင်းယုံကိုင်း၏တောင်တကားဝတွင်မြူကိုးများရဆိုင်နေသည်ပတ်ဝန်းကျင်မိုင်တစ်ထောင်အတွင်းကြော်ကြားသောတရားဓမ္မကိုင်းကြီးတစ်ခုဖြစ်သည့်အတိုင်းချင်းယုံကိုင်းသည်ဝိညာဉ်တောင်ထုတ်82ခုကိုပိုင်ဆိုင်ထားသည်ကျွန်တော်ရှိနေသောစီကျူးတောင်ထုတ်သည်မူ82ခုသောတောင်ထုတ်များထဲတွင်အစုပ်ပြဆုံးတစ်ခုဖြစ်သည့်အကြောင်းမှာဤနေရာတွင်လူ3ယောက်သာရှိသောကြောင့်ဖြစ်သည်တစ်နေ့လုံးကျင့်ကြဟန်ချင်းနဲ့နင်းမြုပ်နေပြီးတေးသည်ရှင်သည်မတိရသောဆရာတယောက်တစ်နေ့လုံးစီကျူးတောင်ထုတ်ကိုပြန်လည်ထွန်းတောက်စေရန်တွေးတောနေသောဂိုင်းတူညီမငယ်တယောက်နှင့်ရိုးသားဖြောက်မှတ်ပြီးတက်ဖြတ်ခြင်းကိုမိနစ်သက်သောကျွန်တော်ဟူသည့်ဂိုင်းတူနောင်တော်ကြီးတို့ဖြစ်ကြသည်နိုးလာသည်နှင့်တောင်နယ်စီမှဆူညံသောညင်းခုန်တန်အနေငယ်ထွက်ပေါ်လာသည်ကိုကြားရသည်ဝစ်ဆုံဝစ်စင်ထားသောဝတ်တုတ်တုတ်လူတယောက်သည်လက်ထဲတွင်အောက်ဆင့်ဝိညာဉ်ကြောက်တုံးအနေငယ်ကိုမြောက်ကစားရင်းမျက်လုံးများကပေါ့ပြက်ပြက်ဖြစ်ရှိမှရုပ်ရည်အလွန်လှပသောမိန်းကလေးကိုအကဲခတ်နေသည်မိန်းကလေး၏အမိမှာစူးချင်းကဘာဖြစ်ပြီးစီကျူးတောင်ထုတ်၏ဂိုင်းတူညီမငယ်ဖြစ်သည်ဂိုင်းတော်၏စီးမြင့်ရတောင်ထုတ်တစ်ခုစီသည်လူဦးရေမြများပင်ရှိစေကမူအခြေခံခွဲတန်းရှိသည်တင်ကဘာကြောင့်ကျုံတို့အရာကိုဖျက်တောက်ရတာလဲဟာဘာကြောင့်လဲဟုတ်လားဟွန်းတင်တို့စီကျူးတောင်ထုတ်တစ်ခုလုံးကအမိုက်တွေဖြစ်နေလို့ပဲမင်းရဲ့ထိုးသေးချင်းစိုးနှင့်တရားမြည်ဆရာသည်10နှစ်တိုင်တိုင်အပြစ်မထွက်ဘဲကျင့်ကြံနေတာအယိုးတွေတောင်ဆွေးနေလောက်ပြီးမင်းရဲ့ဂိုင်းတူနောင်တော်ကြီးလူချန်ဆိုတာကတော့ပို့ပြီးတော့တောင်ဝိညာဉ်ခွေးတစ်ကောင်လောက်တောင်မစွမ်းဘူးဂိုင်းထဲဝင်တာ10နှစ်ရှိပြီးပြန်ချီတတိယအစင်ပဲရှိသေးတယ်တနေ့လုံးအိမ်မနေရင်သူ့တန်ဟောင်းကိုသွားပြီးအမိုက်ကောက်နေတာမနေ့ကတောင်ချေကိုသွားပြီးတော့တောင်လူသားမန်တွေနဲ့တောင်းဆက်ချက်သားလူစားတယ်လူကြားတယ်ငါတို့ကျင့်ကြံသူတွေရဲ့မျက်နှာကိုတကယ်ပဲအဆက်ခွဲတာပဲဂိုင်းတူနောင်တော်ကြီးကဲ့သို့သောလှုပ်ဝက်ကျင့်စဉ်ရှိသူကိုသို့တော်ကြောက်ဟူကမူမျက်နှာတစ်ခုလုံးအထင်သေးစွာဖြင့်လောင်ပြောင်နေသည်ကျူးကြီးကနဦးအစင်မြတာဖြစ်ပြီးမိမိကိုယ်အစစ်မမှန်ပဲကြောက်ဟုကိုလက်ဆိုင်ရသည်ကျူးကြီးအလဲစင်ဤဖီအားသည်ဝုန်းကနေထွက်ပေါ်လာပြီးလက်ကိုမြောက်၍ကိုရမ်းလိုက်ရာပြင်းထန်သောလေပြင်းတစ်ခုသည်ခဏချင်းတွင်မှပင်စူးချင်းကဘာလက်ထဲရှိဓာတ်ရှိကိုလွတ်ထွက်သွားစေသည်ကြောက်ဟုကမူအရှုံးမပေးပဲလက်ပွားထဲတွင်ရဲရဲနေသောမိတောက်လုံးတစ်ခုကိုစူးစီးကမညာမတာပဲစူးချင်းကဘာထန်တို့ပြပောက်တော်မူဖြစ်သည်အရေးကြုံလာသောထိုခိုက်တန့်တွင်ချော်လဲခြင်းရောက်ဆောင်ကဆလစ်ထိုး၍ကြောက်ဟုထန်တို့တိုက်ရိုက်ဥတီသွားသည်ကြောက်ဟုသည်ခဏချင်းတွင်ခွန်အားအလုံးဆုံးရှုံးသွားပြီးရှေးဟောင်းနွားတိုးကြီးတစ်ကောင်၏တိုက်ခတ်ခြင်းကိုခံလိုက်ရတယ်လို့ခံစားလိုက်ရသည်တတိမပြုမိခင်မှာပင်ကြောက်ဟုသည်ကျိုးပြတ်သွားသောဆွန်ကဲ့သို့နောက်သို့လွတ်ထွက်သွားပြီးဝေးလံသောတောင်နေရန်ပေါ်သို့ပြင်းထန်စွာတိုက်မိကထိုနေရာမှာပင်တတိမိသွားတော့သည်ကွင်းပြင်တစ်ခုလုံးချက်ချင်းပင်တိတ်ဆိတ်တော့အားသည်ဘာဖြစ်သွားတာလဲနောင်တော်ဟုကဘလို့ဖြစ်ပြီးဝုခနဲ့လွတ်ထွက်သွားတာလဲအာယုဘဲကတီလာမရှိတဲ့ကောင်ကဖျဲသီးကုံကိုစီကမ်းမရှိလွှတ်ပစ်ထားတာလဲနောင်တော်ဟုကျင့်စဉ်အသုံးပြုနေတဲ့အရေးကြီးတဲ့အချိန်မှာတိုက်ဆိုင်လူချန်ဆိုတဲ့အမိုက်ကကြောက်ဟုအသက်ရှူပေါက်ကိုဝင်တိုက်မိသွားတာတေးကြတယ်တိုက်ရိုက်အသက်ရှူမှသွားတာပဲဟုတ်တယ်လူချန်ညံပြင်းလာတဲ့လက်ကြီးတတိယအဆင့်နဲ့နောင်တော်ဟုကိုဘလို့လုံနိုင်မှာလဲတကယ်ပဲခွေးချီကန်ကောင်းသွားတာပဲဘာလို့ကြောက်နေတာလဲအမြန်သွားမိသူတူတယောက်နိုးလာပြီးငါတို့ကိုရောကြီးတောင်းရင်ဒုက္ခဆော့ဆော့ကဂိုင်းတူနောင်တော်ကြီးတာမတော်တဆဝင်မတိုက်မိရင်ကျမတန်ရာရမှာတေးကြတယ်လူချန်ဒီကျမကိုကဲဖို့အတွက်ဘေးရန်နေရကိုမမှုပဲပြေးထွက်လာတာထင်တယ်ချော်လဲတာမျိုးလိုမျိုးပြင်းလာတဲ့နီလန်းကိုတုံးခဲ့ပေမဲ့ဂိုင်းတူနောင်တော်ကြီးနောင်ကြရင်တောက်အောက်ကိုမစင်းပါနဲ့တော့ကျမစူးစမ်းပြီးကျင့်ကြံပြီးအကိုကိုကာကွယ်ပေးပါမယ်ကျမကျင်တဲ့အဆင့်ကို
ရောက်တဲ့အခါကျမတို့စီကျူးတောင်ထုတ်ကိုဘယ်သူမှမနှင်ရဲတော့ဘူးထိုစကားကိုကြားရလျင်ကျွန်တော်ဤခြေလမ်းသည်အနှဲငယ်တုတ်ဆိုင်သွားပြီးနှက်ခမ်းတောင်းကမတိမတာကွင်းညွတ်သွားသည်မကြမ်းမာသောကြင်ကြံခြင်းကဘာတွင်ကျွန်တော်ကိုတကယ်ပဲဂရုစိုက်စေနိုင်သူမှဖြစ်နိုင်သည်မှာဤဖြူစင်ရိုးသားသောဂိုင်းတူညီမငယ်လေးတဦးလေးသာရှိတော်သည်ထိုအချိန်တွင်ခန့်ညားထဲဝါသောအတန်တစ်ခုသည်ချင်းယုံဂိုင်းတစ်ခုလုံးသို့ဟိမ့်ထွက်သွားသည်ဂိုင်းချုပ်၏အမိတ်တော်ကိုလက်ခံလော3ရက်ကြာတွင်ဂိုင်းကြီးငါခုပူပေါင်း၍ချမ်းလုံးလှုပ်ဝက်နယ်မြေကိုဖွင့်လှစ်မည်တောင်ထုတ်တစ်ခုစီသည်ပြန်ချီတတိယအဆင့်ထက်မြင့်သောတပည့်နှင့်ဦးစီစေလို့၍ပါဝင်ရမည်အမိတ်ကိုဖီဆန်သူသည်တောင်ထုတ်အမိကိုပယ်ဖျက်ခြင်းခံရမည်ထိုစကားကိုကြားရလျင်ကျွန်တော်၏မျက်နှာသည်ချက်ချင်းမင်းမောင်သွားသည့်အကြောင်းမှာကျွန်တော်သည်စိတ်တကူလေးဖြင့်သာပုံကွယ်နေလိုပြီးလူပေါ်လူစောမလုပ်ချင်သောကြောင့်ဖြစ်သည်ဂိုင်းတူညီမငယ်သည်လည်းရုတ်တရက်အနှဲငယ်မကြည်မနှက်ဖြစ်သွားပြီးစကားတခုပြောလာသည်ကြားရတဲ့လောက်တော့ထိုချမ်းတော့ဂိုင်းဤသားတော်ချောင်ချမ်းဟဲ့လဲလာလိမ့်မည်ဟု၍ဖြစ်သည်ဤအမိကိုကြားသည်နှင့်ကျွန်တော်သည်မျက်မှောင်ကျုံမိသွားသည်ဤချောင်ချမ်းဟဲ့သည်စမ်းချုံယူပထမဆုံးသောဂိုင်းကြီးဖြစ်သည့်ထမ်းတော့ဂိုင်းဤသားတော်ဖြစ်ပြီးနှစ်တရာတွင်တယောက်သာပေါ်ထွန်းသည့်ပါရမီရှင်ဟုကြော်ကြားသူဖြစ်သည်ငွေရပါပျက်စီးခြင်းကိုမြင်နိုင်သောရွှေမျက်လုံးတစ်စုံရှိပြီးလောက၏လှည့်စားမှုအလုံးကိုထိုးဖောက်မြင်နိုင်သည့်ကြည့်ရသည်မှာအစုံလင်ပြင်ဆင်ထားရတော့မည်ဖြစ်သည့်အကြောင်းမှာဤကဲ့သို့သောငွေရပါမျက်လုံးနှင့်ရင်ဆိုင်ရလျင်ကျွန်တော်တွင်အစွမ်းများပေါ်ပေါက်သွားနိုင်သည့်အခွင့်အလမ်းတစ်တောင်းပုံတစ်ပုံရှိနေသေးသောကြောင့်ဖြစ်သည်မျက်နှာပိုင်းရောက်လာသည်ကျွန်တော်သည်နောက်တောင်ဘက်ရှိတားမြင့်နယ်မြေရေကန်အေးသို့တိတ်တဆိတ်လာခဲ့ပြီးမိမိကိုယ်ပေါ်တွင်ပိတ်ပင်မှုပေါင်း9999ခုကိုစတင်ချမှတ်လိုက်သည်ဝိညာဉ်စွမ်းအင်များစီးဆင်းမှုကိုရေစက်ကြတဲ့လောက်သာရှိသောပမာဏအဖြစ်တောက်ခတ်ထားလိုက်သည်တစ်ချိန်တည်းမှာပင်ကိုပြောက်ပြန်တန်းရည်တင်မောတစင်းသည်မီတာတောင်းချီမြင့်သောကောင်းကင်ရံထက်တွင်ရက်တက်နေသည်ရုပ်ရည်ချုံမောလာပါသောလူငယ်တစ်ယောက်သည်ကုန်းဘက်ပေါ်တွင်ရက်နေပြီးသူသည်ကားချမ်းတောက်ကိုင်း၏တားတော်ရှောင်းချမ်းဟဲ့ဖြစ်သည်ယခုခါတွင်ရှောင်းချမ်းဟဲ့သည်ရွှေရှားကိုင်း၏အကြီးအကဲပျောက်ဆုံးသွားသည့်ကိစ္စကိုစုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်